ကဘာအရရက်မှာရှိတဲ့ဓမ္မမိတ်ဆွေဒီညမှာလည်းပဲပြန်လည်ပြီးတော့ဒီတမန်တရားကိုခံယူဖို့ရန်ဖြစ်ပါတယ်နှလုံးသားပြင်ဆင်သောယုံကြည်သူမိဘငယ်ကိုမောင်နှမအများအယုတ်တိုင်းပေါ်မှာဖျားရှင်တာရဲ့ကောင်းချီးပေးပါစေရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး1အပိုင်ငယ်23ကျွန်တော်တို့အင်မတန်မှယဉ်နေကျွမ်းဝင်တဲ့ကျမ်းပိုက်လေးဖြစ်ပါတယ်ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး1အပိုင်ငယ်23ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုလောတဒုသမီးကညာသည်ပဋိတတိဆွဲယူ၍သားယောက်ျားကိုဖွာမြင်လက်တန်းထိုသားကိုအီမာနွေလအမည်ဖြင့်မှဲ့ရလက်တန်းဟုလာတည်းအီမာနွေလအနက်ကငါတို့နှင့်အတူရှိတော်မူသောဖရာသခင်ဟုဆိုလိုတည်းဖတ်တော်ရဲ့နှုတ်ပတ်တော်သည်အသက်ရှင်သောဖရာသခင်နှုတ်ပတ်တော်ဖြစ်တဲ့အတွက်ကျမ်းနာတော်သူရောက်တိုင်းပေါ်မှာဖရာရှင်တည်တပံကောင်းချီးပေးပါစေဟုတ်ပြီဒီညမှာနော်အချက်နှစ်ချက်လေးပေါ့အဓိကကျွန်တော်တို့ကြည့်သွားရမှာကအီမာနွေလဆိုတဲ့နာမတော်နဲ့ဒီ virgin birth ပေါ့နော်တဒုသမီးကညာဆိုတဲ့အရာဒီဘာဖြစ်လို့လိုအပ်တယ်ဘာဖြစ်လို့အရေးကြီးလဲနော်ဒီ virgin birth ဆိုတာဘာဖြစ်လို့အဲ့လိုအရေးကြီးခဲ့လဲနော်ဘာရည်ရွယ်ချက်နဲ့လဲအချက်မြောက်များစွာရှိတဲ့ထဲကနေဒီညမှာ၃ချက်လေးနော်ဒီ7မိနစ်15မိနစ်အတွင်းလေးကို၃ချက်လေးနဲ့ကျွန်တော်တို့အတူတကွဆင်ခြင်ဖို့ဖြစ်ပါမယ်ဟုတ်ပြီဘာဖြစ်လို့ virgin birth အပြူကငယ်အားဖြင့်မွေးဖွားခြင်းဒီအမတန်မှအရေးကြီးတာလေဘာရည်ရွယ်ချက်နဲ့လဲနံပါတ်1ချက်မှာဆိုရင်နှုတ်ခပတ်တော်မမှားဘူးနှုတ်ခပတ်တော်စုံလင်ခြင်းကနော်ဖျားမိန်တော်မူခဲ့တဲ့နှုတ်တော်ထွက်စကားဒီပြည့်စုံဖို့ရန်ဖြစ်တယ်နော်ယေရှုမမွေးဖွားခင်နှစ်ပေါင်း900ကျော်လို့ကျွန်တော်ပြောရမှာပေါ့နော် prophet ဒီအားဖြင့်အထူးသဖြင့်ဟေရှာယအနာဂတိကျမ်းခန်းကြီးခွန်အပိုက်ငယ်14မှာနော်အပြုကငယ်အားဖြင့်မွေးဖွားလာမယ့်အကြောင်းကိုကြိုပြီးတော့နှစ်ပေါင်းရာနဲ့ချီပြီးတော့ကြိုဟောခဲ့တာကိုပြည့်စုံလာဖို့ရန်ဖြစ်တယ်အဲ့တို့ကြောင့်နှုတ်တော်ထွက်စကားဒီနေ့မပြည့်စုံရင်တော့မှမနေ့ပြန်ပြည့်စုံမှာဖြစ်တယ်ကောင်းကင်နဲ့မြေကြီးမတည်ပေမဲ့နှုတ်တော်ထွက်စကားတည်တဲ့အသက်ရှင်သောနှုတ်ပတ်တော်ဖြစ်တယ်အဲ့ဒါကြောင့်နံပါတ်1ချက်မှာဆိုရင်နှုတ်ပတ်တော်ပြည့်စုံခြင်းကနော် virgin birth ဒီလိုကိုလိုတာဖြစ်တယ်နံပါတ်2ခရစ်တော်ဒီစစ်မှန်သောဖယားဖြစ်တဲ့အကြောင်းကိုသက်တည်ပြဖို့ရန်ဖြစ်တယ်နော် virgin birth ဆိုတာလူအုံနှောင်းနဲ့လူရဲ့ philosophy နဲ့ကျွန်တော်တွေးတဲ့အခါမှာဘယ်လိုနည်းနဲ့မှမဖြစ်နိုင်တဲ့အရာဖြစ်တယ်ဒီ virgin birth အားဖြင့်သာအပြစ်သားများကိုကယ်ချွတ်ဖို့ရန်ဖယားဒီကဘာထဲသို့ဝင်လာလို့ရတဲ့တခုတည်းသောလမ်းလည်းဖြစ်တယ်နော်အဲ့ဒါကိုကျွန်တော်တို့ယောဟန်ခန်းကြီး1ပိုက်ငယ်14မှာတွေ့ရတယ်နော်ယောဟန်ခန်းကြီး1ပိုက်ငယ်1မှာဆိုရင်တော့အစအုံနဲ့နှုတ်ပတ်တော်ရှိတဲ့နှုတ်ပတ်တော်ဒီဖယားနဲ့တူရှိနှုတ်ပတ်တော်ဒီဖယားဖြစ်ဒီခန်းရဲ့14ကိုကျွန်တော်ကြည့်တဲ့အခါမှာသူနှုတ်ပတ်တော်ဒီလူစားတိကိုခံယူရွေးတဲ့နော်ဆိုတော့သူဖယားငါတို့ကိုကယ်ချွတ်မဲ့အပြစ်ထဲကနေကယ်နှုတ်မဲ့ဖယားသခင်ဒီငါတို့နဲ့အမျိုးတူနော်အပြစ်သားနေရာကိုယူဖို့ရန် virgin birth မရှိရင်လောကထဲသို့ဝင်လာလို့မရဘူးနော်အဲ့တို့ကြောင့်ဖယားစစ်မှန်တဲ့ဖယားဖြစ်တဲ့အကြောင်းလူအနေနဲ့လုံးဝမဖြစ်နိုင်တဲ့ဟာကိုဖယားအတွက်ဖြစ်နိုင်တယ်ဆိုမှသက်တည်ပြပြီးယေရှုသည်စစ်မှန်သောဖယားဖြစ်ခြင်းကိုသက်တည်ပြဖို့ရန်ဖြစ်တယ်နော်ဒီ virgin birth ဒီအရေးကြီးတယ် virgin birth ရဲ့ရည်ရွယ်ချက်ဒီခရစ်တော်ဒီဖယားသားနော်စစ်မှန်တဲ့ဖယားဖြစ်တယ်ဖယားဒါ second person ပေါ့နော်ဒုတိယပုဂ္ဂိုလ် Trinity မှာဒုတိယပုဂ္ဂိုလ်ကိုနေရာယူပြီးမှမွေးဖွားလာရခြင်းဖြစ်တယ်ဟုတ်ပြီနံပါတ်3ချက်မှာဆိုရင်နော်နံပါတ်3ချက်မှာဆိုရင်အပြစ်သားများကိုကယ်ချွတ်ဖို့ရန်အပြစ်ကင်းရှင်းတဲ့အကြောင်းနော်သက်တည်ပြဖို့
အပြစ်အနာအစာတစ်ခုမှမရှိတဲ့အကြောင်းကိုတက်တည်ပြဖို့ရန် virgin birth ဒီအမတာမှအရေးကြီးတဲ့လိုအပ်တဲ့အရာလည်းဖြစ်တယ်ဟုတ်ပြီဆိုတော့ယေရှုခရစ်ဒီနော်ကျွန်တော်ဓမ္မဟောင်းကိုကြည့်တဲ့အခါမှာထွတ်မြောက်ရခြင်းအခန်းကြီး7အပိုက်ငယ်9ကိုကျွန်တော်ကြည့်တဲ့အခါမှာတိုးတငယ်ဖြစ်စေတဲ့စိတ်တငယ်ဖြစ်စေတဲ့သင်တို့ယူလာသောအကောင်ဒီအပြစ်မပါအခါမလဲသောအထီးဖြစ်ရမယ်တဲ့နော်ဓမ္မဟောင်းခေတ်တို့ပူဇော်ချင်းလုပ်တဲ့တိုးတငယ်စိတ်တငယ်တွေလည်းပဲအပြစ်မပါဘူးအနာအစာကင်းတဲ့နော်ဒရိစံဖြစ်ရမယ်ဒီအရာဒီလာလတန်တော်ယေရှုခရစ်ကိုပုံဆောင်ခဲ့တာဖြစ်တယ်နော်ဒီတော့ virgin birth အဖြစ်ယေရှုဒီငါတို့ရဲ့ကယ်တင်ရှင်ဖြစ်ဖို့လုံးဝအပြစ်ကင်းရှင်းတဲ့ဖယားကယ်တင်ရှင်ထိုက်တန်လုံးလှသောကယ်တင်ရှင်ဖြစ်တဲ့ကြောင့်ကို virgin birth အဖြစ်တတိပြလာတာဖြစ်တယ်နော်ဒါဆိုတော့နှုတ်ကပတ်တော်ရောယေရှုခရစ်ဒီဘယ်လိုအပြစ်ကင်းရှင်းတော်သူဖြစ်ကြောင်းကိုဖော်ပြခဲ့တယ်ဟုတ်ကဲ့ဒီနေရာမှာအကျမ်းပိုက်အချက်5ချက်4နဲ့နော်ကျွန်တော်ကြည်တော်မှာဖြစ်တယ်နှစ်ကောအခန်းကြီး9ပိုက်ငယ်21မှာအပြစ်ကင်းစင်တော်သူဆိုပြီးမှနော်ရှင်ပေါလုကိုယ်တိုင်ကနေပြီးတော့မှယေရှုခရစ်ဒီအပြစ်ကင်းစင်တော်သူဆိုပြီးမှနော်အတီးပြုလာတာကိုကျွန်တော်တွေ့ရတယ်။သုံးနှစ်ခွဲလုံးအနီးကပ်နဲ့ခရစ်တော်၏ခြေတော်ရင်းမှာနော်တပည့်တော်ခံပြီးတော့အသက်ရှင်ပြီးခရစ်တော်ပြုလိုက်တဲ့အမှုအလုံးစုံတို့ကိုအနီးကပ်မြင်တဲ့သိနေတဲ့ပေတရုကတစ်ပေအခန်းကြီး2အပိုက်ငယ်20မှာထိုသခင်သည်တဲ့ဒုစရိုက်ကိုမပြုတ်နှုတ်တော်၌လည်းမုသာကိုရှာမတွေ့သုံးနှစ်ခွဲလုံးအနီးကပ်နဲ့နေတဲ့ပေတရုကနော်တမန်ပေတရုကဒုစရိုက်မပြုတ်ဘူးတဲ့သူ့နှုတ်မှာလည်းမုသာရှာမတွေ့ဘူးတဲ့ဟိဘအခန်းကြီးလေးပိုင်ငယ်15မှာလည်းတစ်ချက်ပြန်တွေ့ရတယ်ဒုစရိုက်အပြစ်နဲ့ကင်းလွတ်တော်မူ၏တိယောခန်းကြီးတို့ပိုင်ငယ်မှာကိုရော၌လည်းအပြစ်မရှိနော်တိပိအခန်းကြီးပိုင်ငယ်19မှာဆိုရင်တော့အဘယ်အပြစ်မြတ်မရှိနော်ဒီနှုတ်ကပတ်တော်5ချက်အပြင်ယေရှုသည်အပြစ်ကင်းရှင်းတဲ့ကြောင်းအကျဉ်းသားကနေအကျဉ်းသားအတွက်အာမခံချက်မပေးနိုင်ဘူးထိုနည်းတူအပြစ်သားများကနေအပြစ်သားများကိုစားအတိခံလို့မရဘူးအဲ့ဒါကြောင့်အပြစ်သားများကိုကယ်ချွတ်ဖို့ရန်အပြစ်သားများအပယ်ငရဲထဲကနေကယ်နှုတ်ဖို့ရန်အပြစ်ကင်းစင်သောတိုးတငယ်ဖြစ်တဲ့ခရစ်တော်သည်အပြူကငယ်အားဖြင့်မွေးဖွားလာရခြင်းဖြစ်တယ်နော်ဒီနှုတ်ကပတ်တော်အပြင်နော်ယေရှုကိုတတ်ဖို့ရန်ကြံစီခဲ့တဲ့ယေရှုကိုတတ်တော်သူတွေတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့သူ့ရန်သူတွေပေါ့နော်ဥမာမာသက်ခန်းကြီး29အပိုင်ငယ်24ကိုကြည့်တဲ့အခါမှာပိလတ်မင်းကြီးနော်ပိလတ်မင်းကြီးကယေရှုအပြစ်ကိုလိုက်ရှာမှဤဖြောက်မတ်တော်သူဤအသွေးနဲ့ငါကင်းရှင်ဤဆိုမှလက်စေးရတယ်ဤဖြောက်မတ်တော်သူနော်ပိလတ်မင်းကြီးကိုတိုင်ရတော့မှယေရှုခရစ်ကိုဖြောက်မတ်တော်သူဆိုမှအတိမတ်ပြုခဲ့တာကိုကျွန်တော်တွေ့ရတယ်ပိလတ်မကဘူးဂျူဒာဣစကရက်နော်ခရစ်တော်ကိုယောင်းစားလိုက်တဲ့တကြိမ်နှစ်ပါးထဲမှာတယောက်အပါဝင်ဂျူဒာဣစကရက်ကလည်းမာသက်ခန်းကြီး29အပိုက်ငယ်လေးမှာအပြစ်မရှိသောသူ၏အသွေးကိုငါအပ်မိပြီငါအပ်မိလိုက်ပြီတဲ့အပြစ်မရှိသောသူ၏အသွေးဆိုမှခရစ်တော်ကိုအပြစ်ကင်းရှင်းတဲ့အကြောင်းနော်တည်ဖော်ပြခဲ့တာကိုကျွန်တော်တွေ့ရတယ်နော်ပြီးတော့ပိလတ်ရဲ့မင်းကရောပေါ့နော်ပိလတ်ရဲ့မိန်းမကလည်းပဲအခန်းကြီးမာသက်ခန်းကြီး29ပိုင်ငယ်19မှာဖြောက်မတ်တော်သူနင်တရားစီရင်တဲ့ပုဂ္ဂိုလ်ဒီဖြောက်မတ်တော်သူဖြစ်တယ်နော်ဟေရိုမင်းကြီးလည်းလူကာခန်းကြီး23ပိုင်ငယ်14နဲ့15မှာနော်တင်တို့တင်သောအပြစ်ငါမတွေ့ဘူးတီထိုက်တဲ့အပြစ်လည်းသူ့မှာမရှိဘူးအနာအစာအမှားမရှိဘူးဆိုမှဟေရိုမင်းကြီးကလည်းပဲအတိမတ်ပြုခဲ့တယ်
ခရစ်တော်၏ဘေးမှာချိတ်ချင်းခံတဲ့လက်ဝါးကားတိုင်းမှာရိုက်နှချင်းခံသောလူဆိုးဓမြတ်တခိုးလုကာခန်းကြီး23ပိုက်ငယ်47မှာသူသည်ဘာအမှားမှမလုပ်ခဲ့ဘူးငါတို့တာလင်လူဆိုးနော်ဆိုပြီးမှတကယ်လူဆိုးတခိုးဓမြတ်ကတော့မှခရစ်တော်သည်အပြစ်ကင်းရှင်းတယ်ဆိုမှတတိပြလာတာကိုကျွန်တော်တွေ့ရတယ်လုကာခန်းကြီး23ပိုက်ငယ်49မှာဆိုရင်နော်ခရစ်တော်ကိုလည်းဝါကားတယ်မှာရဲ့နဲ့ခဲ့တဲ့တတ်မှုကိုတည်းရလဲဖြောက်မှတ်တော်သူဆိုမှယေရှုကိုအတိမတ်ပြလိုက်တာကိုကျွန်တော်တွေ့ရတယ်။တော့နှုတ်ကပတ်တော်ထဲမှာနော်နှုတ်ကပတ်တော်ကျမ်းပိုက်အားဖြင့်ယေရှုနဲ့အပြစ်ကင်းရှင်းတဲ့အကြောင်းသက်သေအထောက်အထားပေးထားသည့်နေ့တို့ယေရှုကိုမုန်းတဲ့ယေရှုကိုယန်သူအဖြစ်တတ်မှတ်တဲ့လူအပြစ်သားများကနေယေရှုသည်ဖြောက်မှတ်တော်သူအပြစ်မရှိဘူးနော်အပြစ်မရှိတော့သူအသွေးဆိုပြီးမှနော်ခရစ်တော်ကိုအတိမတ်ပြုခဲ့ကြတယ်ဒီအရာဒီ virgin birth အဖြစ်ဖြစ်တာဖြစ်တယ်ဆိုတော့ဒီနေ့ငါတို့ရဲ့ကယ်တင်ရှင်ဒီလောကမှာမွေးဖွားလာတယ်ငါတို့အပြစ်များကိုကယ်ချွတ်ဖို့ရန်ဖြစ်တယ်ငါတို့ကိုစားအပြစ်သားနေရာ၌ယက်တည်ပြီးတော့ငါတို့ဒီလွတ်ငင်းချမ်းသာခွင့်ပေးပြီးတော့ငါတို့ခံရမယ့်ဒဏ်ဒီအလုံးအစားထိုးခံပေးဖို့ရန်လောကမှာမွေးဖွားခြင်းဖြစ်တယ်လောကမှာမွေးဖွားပြီးလူစားတူခံယူပြီးလောကမှာမွေးဖွားကြတဲ့ကတည်ခြင်းနဲ့လုံးဝမတွေ့လွယ်ရှောင်လို့မရအသက်ဆွင့်ရမှာဖြစ်တယ်ဒါပေမဲ့အဲ့ဒီအပြစ်သားများလွတ်ရလွတ်ကြောင်းအဖြစ်ပူဇော်ခြင်းခံဖို့ရန်အပြစ်ရှိနေတဲ့အနာအဆာရှိနေတဲ့ပုဂ္ဂိုလ်မရဘူးအဲ့တော့ကျွန်တော်ဓမ္မဟောင်းခင်မှာနော်တိုးတငယ်ဖြစ်စေစိတ်တငယ်ဖြစ်စေတင်တို့ယူလာတော့အကောင်ဒီတဲ့အပြစ်မပါအခါမလဲတော့အထီးဖြစ်ရမယ်အပြစ်အနာဆာမရှိတဲ့သူစိတ်ဖြစ်ရမယ်ထိုနည်းတူငါတို့တပူဇော်ခြင်းခံတဲ့ခရစ်တော်လည်းပဲ virgin birth အဖြစ်အပြူကံရအဖြစ်မွေးဖွားခြင်းဒီအပြစ်ကင်းရှင်းကြောင်းကိုလုံးဝတည်ထောက်ထားတာဖြစ်တယ်သူဒီငါတို့ရဲ့ကယ်တင်ရှင်အဖြစ်လုံးဝထိုက်တန်တဲ့အသက်သခင်ဖြစ်တယ်ဒုတိယချက်အနေနဲ့သူရဲ့နာမသည်တဲ့အီမာနွေလအမည်ဖြင့်မဲ့ရကြလတန်အီမာနွေလနော်အီမာနွေလအနက်ကငါတို့နဲ့အတူရှိတော်မူသောဖယားသခင်ဘယ်လောက်ဝင်တာเสียကောင်းလဲနော်ငါတို့နဲ့အတူရှိနေသောဖယားသခင်ယောဟန်ခန်းကြီး1အပိုက်ငယ်လေးမှာနော်ကျွန်တော်တစ်ချက်လေးဖတ်ရအောင်ယောဟန်ခန်းကြီး1အပိုက်ငယ်14ကိုကျွန်တော်ဖတ်သွားပါမယ်နှုတ်ကပတ်တော်သည်လေလူစားတိအဖြစ်ကိုခံယူ၍ဂျေဇုတော်နှင့်၎င်းတစ္ဆာတော်နှင့်၎င်းပြည့်စုံလျက်ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍ခမဲတော်၌တပါးတည်တော်သားတော်ဘုံကဲ့သို့သူ၏ဘုံတော်ကိုငါတို့သည်မြင်ရကြပြီငါတို့နဲ့အတူရှိတော်မူသောဖယားနော်ဒီဓမ္မတိကိုဆက်လက်မှကျွန်တော်ကြည့်တဲ့အခါမှာငါတို့နဲ့အတူရှိတော်မူသောဖယားဆိုတဲ့နာမမကတော့ဘူးခုနော်ငါတို့အထဲ၌ကျင့်ဝတ်တော်မူသောဖယားဖြစ်လာတယ်နော်နှုတ်ကပတ်တော်ထဲမှာဒီဓမ္မတိထဲမှာကျွန်တော်ရှစ်ကြိမ်တိုင်နိကောအခန်းကြီးလေးပိုက်ငယ်6ပိုက်ငယ်9နော်အခန်းကြီး73အပိုက်ငယ်9ယောမအခန်းကြီး10ပိုက်ငယ်10ပြီးတော့ကလတိအခန်းကြီး1အပိုက်ငယ်15 16တို့ကလတိအခန်းကြီး2အပိုက်ငယ်20ပြီးတော့ကလတိခန်းကြီးလေးပိုက်ငယ်19တို့အဲ့ဖက်အခန်းကြီး3အပိုက်ငယ်19ကိုလသဲခန်းကြီး1ပိုက်ငယ်19နှစ်သက်အခန်းကြီး1အပိုက်ငယ်30တို့ကိုကြည့်ခြင်းအပြင်ထိုအီမာနွေလသည်ငါတို့အထက်မှာကျင်းဝတ်လာပြီငါတို့အထက်၌ရှိလာပြီဘယ်လိုဝင်တာเสียကောင်းလဲနော်ဆိုတော့ဒီ virgin birth အပြင်နှုတ်ပတ်တရားတော့ဘယ်လောက်တိကျလဲဘယ်လောက်ခိုလုံကိုးစားဖို့ထိုက်တန်တယ်နော်ဘယ်လောက်ထိကျွန်တော်တို့ဒီနှုတ်ကပတ်တော်ဒီအသက်ရှင်ပြီးတကူနဲ့ပြည့်ခဲ့တာလေဟောခဲ့တဲ့မြတ်သောအရာပြည့်စုံတာဖြစ်တယ်နော်မပြည့်စုံဘဲနဲ့
ကိုယ်တော်နှုတ်တော်ထွက်သည်ဘယ်တော့မှအချင်းကြီးမဖြစ်ဘူးတော့နှုတ်ကပတ်တော်ကြူပြီးတော့ဟောထားတဲ့အရာပြည့်စုံဖို့ရာဒီ virgin birth အဖြစ်ယေရှုမွေးဖွားလာရခြင်းဖြစ်တယ်ဖယားလူအနေနဲ့မဖြစ်နိုင်တဲ့အရာခရစ်တော်ဒီဖယားဖြစ်ခဲ့တဲ့အတွက်ကြောင့်နော်ဖယားဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ဖယားဖြစ်ခြင်းဒီထာဝရဖြစ်တယ်နော်ဒီဖယားဖြစ်ခြင်းနဲ့တိုက်ရိုက်အပြစ်သားမြတ်ကဲချွတ်ရန်ဒီလောကသို့ကြွလာလို့မရဘူးလူစားတိဥခိုင်းရမယ်လူစားတိဥခိုင်းတဲ့အခါမှာလည်းဒီ virgin birth တလန်းနဲ့ပဲတနည်းနဲ့ပဲအပြစ်သားမြတ်ကဲချွတ်ဖို့ရလောကကိုသူဝင်လာနိုင်ရခြင်းဖြစ်တယ်နော်ဆိုတော့သူဒီဖယားဖြစ်တဲ့အကြောင်းကိုကောင်းကောင်းတက်တည်ပြဖို့ရန် virgin birth ဆိုတာအင်မတန်မှရည်ကြီးတယ်အင်မတန်မှလိုအပ်တဲ့အရာဖြစ်တယ်ဒါတည်းအချက်မှာဆိုရင်အပြစ်နော်မရှိတဲ့အပြစ်ကင်းစင်သောအပြစ်သားများအတွက်ပူဇော်ခြင်းခံတဲ့သူတငယ်လေးဖြစ်တယ်သူ၌အပြစ်မရှိဘူးထိုငါတို့ရဲ့ကယ်တင်ရှင်အသက်သခင်သည်ငါတို့နဲ့အတူပါရှိတာမကဘဲနဲ့ငါတို့အထက်မှာကျင်ဝတ်ပြီးငါတို့အထက်၌တည်ရှိလာတယ်ဆိုတဲ့အရာလေးနဲ့ကျွန်တော်ရောက်တိုင်းကိုခွန်အားပေးခြင်းပါတယ်ရောက်တိုင်းအတွက်ဖခင်ရှင်တောက်ကောင်းချီးပေးပါစေရံပဲကျေးဇူးတင်တယ်